ရေခဲတုံးအလေးချိန်100ကီလိုထဲမှာရွှေတော့3ချောင်းဝတ်ထားတယ်အရင်ဆုံးရတဲ့သူကရွှေတစ်တာဖွင့်ပြီးစုငွေရမယ်စီကန်းကရေခဲတုံးကိုခွဲချမ်းလို့မရဘူးဒါဆိုအမြန်ဆုံးအည်ပြောအောင်လုပ်နည်းကပါလဲရေခဲကကြောက်တုံးလိုပါတယ်လက်ထဲမှာကရိယာမှမရှိတာစဉ်းစားလို့ရတဲ့တခုတည်းသောနည်းကကိုခန္ဓာပူချိန်ကိုအသုံးချတာပဲဂျော့ဂျ်ကပါဆက်နဲ့ကြိုးစားတယ်ရှာနီးပါခဲသွားတယ်အလက်စ်ကခြေတလုံးနဲ့ပုတ်တယ်ဒါပေမဲ့ကြွတာရောဘောင်းပီပါအေးတယ်မခံနိုင်ဘူးဒေးဗစ်ကပိုးလိမ့်ပါတယ်ကိုခန္ဓာတစ်ခုလုံးနီးပါးကတ်ထားတယ်ထိတွေ့မျက်နှာပြင်များလေမျက်မျက်အည်ပြော်လေးပဲအင်ရှင်ကအပူဆုံးနေရာကဘိုက်ဖြစ်တယ်လို့အကြံပေးတယ်တကယ်လားအဲ့ဒီအချိန်အလက်စ်ကသူ့လက်မှာလက်စွပ်ပါတာတတိရတယ်ရေခဲကိုချစ်လို့ရမယ်ဂျော့ဂျ်ကအိတ်ကက်ထဲကကပ်ပြားကိုတွေ့တယ်ရေခဲမုံတွေချစ်ဖို့အဆင်ပြေတယ်ဒေးဗစ်မှာဘာမှမရှိဘူးခြေထောက်ကဖက်နှက်ပဲရှိတယ်အင်ရှင်ကစီးကပ်မချိုးဖောက်ရင်ဘာမဆိုသုံးလို့ရတယ်လို့သတိပေးတယ်သူတို့ပတ်ဝန်းကျင်မှာအလင်းမြန်ရှာကြတယ်ဒေးဗစ်ကလျှက်စစ်တူးဆက်ရတယ်ဂျော့ဂျ်ကတန်တုံးရှည်ရတယ်အလက်ကပလက်စတစ်ပိုက်ပဲရတယ်ဒါပေမဲ့ရေခဲကမာလုံးတော့ထိုးဖောက်ရခက်တုံးပဲမိနစ်20ကြာတော့ရေခဲမှာအနှဲငယ်ပဲခြိုင်သွားတယ်တော့တွေကဝေးနေသေးတယ်အင်ရှင်ကကရိယာတွေပါတဲ့တစ်တာတစ်လုံးယူလာတယ်ဒါပေမဲ့ဖွင့်ဖို့မေးခွန်းဖြေရမယ်ပထမမေးခွန်း2000အိုလံပစ်ကဘယ်မြို့မှာကျင်းပခဲ့လဲဂျော့ဂျ်ကပေကျင်းနဲ့ဒေးဗစ်ကဂျာမနီတဲ့ဒေးဗစ်မန်နဲ့စုကစပင်းအချောက်ခံဆက်သူ့အမြန်ဆုံးအပူပေးလိုက်တယ်ရေတွေစီးကြလာတယ်အလောက်ကပိုလဲသွားတယ်ဒါပေမဲ့10မိနစ်ပဲသုံးလို့ရတယ်နောက်မေးခွန်းတိုက်တန်းနဲ့တင်မောဘဲကထွက်ခွာခဲ့လဲအလက်ကန်နယူးရောက်တဲ့ဒေးဗစ်ကစောက်တန်တန်နဲ့ဒေးဗစ်ထက်မှန်နဲ့စုကတဲဆက်ကူနှိပ်ရွက်ကျန်းတဲ့မျက်နှာပြင်နဲ့ရေခဲကိုပုတ်တယ်လက်နဲ့ပုတ်တာထက်အများကြီးညံတယ်ရေခဲအပေါက်ကပိုနှက်လာတယ်ဂျော့ဂျ်ကရေခဲရေကိုပဲလျက်နေရတယ်အလက်ကရေခဲတုံးကိုလှန်ပြီးလက်နဲ့ဆက်နွေးပေးတယ်နောက်ထပ်မေးခွန်းဘောလုံးအသင်းတစ်သင်းမှာကစားသမားပဲ2ယောက်လဲအလက်ကဆက်ဒေးဗစ်က73ဂျော့ဂျ်က75ဒီတစ်ခါအလက်မှန်တယ်စုကအပူပေးဆက်အသေးလေးရေခဲမျက်နှာပြင်ကိုပိုမြန်အောင်အရေးပြောစေတယ်မိနစ်40ကြာပြီးအပေါက်ကပိုကြီးလာတယ်ဒါပေမဲ့အကွဲလွယ်လာတယ်သူတို့လက်နဲ့အလှည့်ကျပို့ကြတယ်ရေခဲအလဲကိုပိုနီးလာတယ်အင်ရှင်ကနောက်ထပ်ကရိယာမပေးတော့ဘူးသူတို့ဘာသာတီထွင်ကြံစခိုင်းတယ်ဂျော့ဂျ်ကရေခဲတုံးကိုရေချိုးကန်းထဲယူသွားပြီးရေနဲ့တွန်ချတယ်အလက်ကရေမြောင်းထဲမှာပုတ်တယ်ဒေးဗစ်ကလက်နဲ့ပဲဆက်ချစ်တယ်တခါတလေလက်မောင်းကိုအပေါက်ထဲထည့်ပြီးမြန်အောင်လုပ်တယ်သူ့အားထုတ်မှုအရာထင်တယ်လက်ချောင်းတွေကတော့ကိုထိလိုက်ရတယ်သူကတခြားသူတွေထက်အများကြီးတာနေပြီးပင်ပန်းပေမဲ့စပင်အချောက်ခံဆက်ကိုတုံးနေလုံးပဲရွှေတော့ကပိုပိုပြီးပေါ်လာတယ်ဂျော့ဂျ်ကမျောလင်းချက်ပြတ်သွားတယ်ရေခဲတုံးကိုကြမ်းပြင်ပေါင်းချပြီးအမြန်ကွဲအောင်တောင်လုပ်တယ်ဒါပေမဲ့အဲ့ဒါမအောင်မြင်ခင်မှာပဲဒေးဗစ်ကအေးခဲနေတဲ့တော့ကိုဆွဲထုတ်လိုက်ပြီးရွှေတစ်တာကိုဖွင့်လိုက်တယ်စုငွေ$10,000ကိုရယူလိုက်တယ်အခုမေကွန်းကမင်းဆိုရင်ဒီရေခဲတုံးကိုအည်ပြောဖို့ဘယ်နီလန်းကိုရွေးမလဲ